Enemy ရုပ်ရှင်တွေကဇက်ကောင်တွေရဲ့ခန္ဓာကိုယ်ပုံစံရအောင်လေ့ကျင့်လို့ရမယ်အိန္ဒြေနီးစနစ်များဂျပန် enemy ကားတွေကြည့်ပြီးတော့အဲ့ဒီထက်ကဇက်ကောင်တွေလိုမျိုးမာဆယ်ပြည့်နဲ့ခန္ဓာကိုယ်ပုံစံကိုရဖို့ယောက်ျားလေးတွေတော်တော်များများစိတ်ကူးရင်ပူကြပါလိမ့်မယ်ဒီလိုမျိုးခမ်းမမိုက်ခန္ဓာကိုယ်တွေရဖို့အတွက်ဂျင်းသွားမှရမယ်ဆိုတဲ့အတွေးတွေရှိနေတယ်ဆိုရင်တော့အခုပဲအဲ့ဒီအတွေးတွေကိုဖျောက်ပြလိုက်ဖို့ပြောရင်ပါတယ်တကယ်တော့ခန္ဓာကိုယ်တစ်ခုကိုပုံဖော်တိဆောက်ယူဖို့အတွက်အစားအသောက်လေ့ကျင့်ခန်းနဲ့မျိုးရိုးဗီဇကအရေးကြီးပါတယ်ဂျင်ကိုဘလောက်ပဲတော့နီလန်တရလေ့ကျင့်မှုမရှိရင်တော့ဘာမှအရာမရောက်ပါဘူးဒီနေ့ပြပြပေးမှာကတော့အိမ်မှာပဲအလွယ်တကူကစားလို့ရပြီးတော့ enemy ဇက်ကောင်တစ်ကောင်လုံးခန္ဓာကိုယ်လန်းလန်းကိုရရှိနိုင်မဲ့လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်ဆိုတော့အစင်းသိဖြစ်တယ်ဆိုရင်စလိုက်ကြရအောင်ပါပထမဆုံးအဆင့်ကတော့ enemy fighter တယောက်ရဲ့ရင်အုပ်ကြွသားပုံစံကိုတိဆောက်တဲ့နည်းလမ်းပါရင်အုပ်ကြွသားလှပမှုဟာယောက်ျားတစ်ယောက်အတွက်မရှိမဖြစ်လိုအပ်ပါတယ်ဒိုင်ထိုးတာကရင်အုပ်ကြွသားအတွက်အထောက်အကူပြုလေဆိုပေမဲ့နည်းလမ်းမကျရင်တော့အဆင်ပြေမှာမဟုတ်ပါဘူးရေအုပ်ကျပြီးတော့လှပတဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကိုရဖို့အတွက်ရေရိုးတတန်ဒိုင်ထိုးတာကလက်မောင်းကြွသားနဲ့ပခုံးအတွက်အထောက်အကူပြုပါတယ်။ဒိုင်မန်ပုရှက်လို့ခေါ်တဲ့ဒိုင်ထိုးနည်းစနစ်ကတော့ရေအုပ်ကြွသားအတင်းပိုင်းအထိအားအပြည့်ပေးတဲ့နည်းလမ်းပါ။လက်မောင်းကိုကြည်ကြည်ထားပြီးတော့ဒိုင်ထိုးမယ်ဆိုရင်ရေအုပ်ကြည်ကြည်ကိုရပါလိမ့်မယ်။နောက်ခြေတစ်ချောင်းကိုခုံပေါ်မှာတင်ပြီးတော့ကြမ်းမြေပေါ်မှာဒိုင်ထိုးမယ်ဆိုရင်တော့အပေါ်ပိုင်းရှိပြီးသားကြွသားတို့ကိုပုံမကြီးမားလာစေနိုင်ပါတယ်။ enemy ဇက်ကောင်ရဲ့ရေအုပ်ပုံစံရဖို့ဆိုရင်တော့ဒီဒိုင်ထိုးနည်းတွေကိုစုံအောင်လေ့ကျင့်ရပါမယ်။ဒီနည်းတွေအားလုံးဆိုရင်တော့အခက်အခဲဆုံးဒိုင်ထိုးနည်းဖြစ်တဲ့စူပါမန်ဒိုင်ထိုးနည်းကိုဆက်လေ့ကျင့်ဖို့ပြောချင်ပါတယ်ဒုတိယအဆင့်အနေနဲ့ကတော့နဆိုးတစ်ကောင်လုံးနောက်ကျောကျွတ်သားတွေကိုတိဆောက်တဲ့နည်းစနစ်ဖြစ်ပါတယ်နောက်ကျောကျွတ်သားကြီးဖို့ဂျင်းသွားစရာမလိုတော့ပါဘူးဖီရှိပုံစံလှပတဲ့နောက်ကျောကျွတ်သားတွေအတွက်ကလထိုင်နှလုံးပေါ်မှာဒုံချောင်းတင်ပြီးတော့ပလက်လန်အနေထားနဲ့ဆွဲတင်တာကအထီရောက်တဲ့နည်းလမ်းဖြစ်ပါတယ်ဒီလိုမှမဟုတ်ရင်တော့တကားမှာပဝါစားတစ်ခုကိုညှက်ပြီးတော့ဆွဲတာမျိုးကိုလုပ်တင်ပါတယ်တတိယအဆင့်ကတော့တန်မာတဲ့လက်မောင်းပုံစံရဖို့လေ့ကျင့်တဲ့နည်းစနစ်တွေပါဒီအတွက်လေဝိတ်တုံးတွေမစရာကျင်းသွားစရာမလိုအပ်ပါဘူးစပွဲပုံတစ်လုံးမှာဗီဒီယိုမှာပြထားတဲ့အတိုင်းလက်မောင်းနဲ့ဆွဲမပေးမယ်ဆိုရင်တော့အထီရောက်ပါတယ်ဒါအပြင်ဒိုင်ထိုးတာပဝါဆွဲတာထိုင်ကုန်နဲ့နောက်ပြန်ဒိုင်ထိုးတာတွေကလည်းလက်မောင်းကျွတ်သားလှပပြီးမဲ့နည်းစနစ်တွေပဲဖြစ်ပါတယ်ပခုံးကျွတ်သားတွေကို enemy character လို့လှပစေဖို့အတွက်ဆိုရင်တော့ pipe push ဆိုတဲ့ဇောက်ထိုးဒိုင်ထိုးတဲ့နည်းစနစ်ကပိုအဆင်ပြေပါတယ်ဒီထက်ပိုကျန်းကျင်နေဆိုရင်တော့နေရန်ကိုမှီပြီးတော့ကင်းပြီးတော့ဒိုင်ထိုးတဲ့နည်းကိုလေ့ကျင့်ပေးလို့ရပါတယ်။ပေါင်ကျွတ်သားတွေအတွက်ထိုင်ထားလို့တာ Bulgarian style squat ထိုင်တာတွေကိုအကြိမ်100လောက်လေ့ကျင့်ပေးပါ။ squat ထိုင်တဲ့အခါမှာလည်းပုံစံမအောင်ထိုင်ပြီးဖို့အရေးကြီးပါတယ်။ Bulgarian squat ဆိုတာကတော့နောက်ခြေတစ်ဖက်ကိုခုံပေါ်မှာတင်ပြီးတော့ကြက်တစ်ဖက်နဲ့ squat ထိုင်တာကိုပြောတာဖြစ်ပါတယ်။ pistol squat ဆိုတဲ့ရှေ့ခြေကိုတစ်ဖက်မြောက်ပြီးတော့ squat ထိုင်တာတွေလည်းလုပ်လို့ရပါတယ်။ဘိုက်ကျွတ်သားတွေအတွက်ကတော့ဘားခုပြီးတော့ခြေနှချောင်းကိုဆွဲတင်တာကပိုထိရောက်ပါတယ်။ဒါအပြင် bicycle ပုံစံအိတ်ထားမှတင်လှုပ်တဲ့လေ့ကျင့်ခန်းတွေကျိုးခုံလာတွေကိုအိမ်မှာပဲလှုပ်လို့ရပါတယ်။ဒီနည်းလမ်းတွေအတိုင်းသာအိမ်မှာကစားမယ်ဆိုရင်တော့လှပတဲ့ enemy character body ကိုရရှိပါလိမ့်မယ်။အချိန်ပေးဖို့နဲ့ဇွဲကောင်းဖို့ကတော့အရေးကြီးပါတယ်။ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းမယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်သွားပေးခဲ့လို့ရပါတယ်။အားလုံးပဲကျမ်းမာလှပတဲ့ body ကိုပိုင်ဆိုင်နိုင်ကြပါစေ။